လီချန်ကိုရန်တန်းဖုန်းကြိတ်ထုတ်လိုက်တဲ့သတင်းကြောင့်ဂိုင်းထဲမှာကြရက်တွေရိုက်ခတ်နေတော့နောက်ထပ်စီနီယာတယောက်ကတော့သူ့ညီလေးကိုအကိုကကြင်ကြံခြင်းအဆင့်၈တောင်ရှိတာဆိုတော့ရန်တန်းဖုန်းကိုနှိမ်နှင်းဖို့ဆိုတာလက်ဖျားနဲ့လို့ယုံပဲလို့မြောက်ပင်ပေးနေပေမဲ့လီချန်ရှုံးသွားတာကိုတီးလိုက်ရတဲ့အခါမှာတော့အကိုဖြစ်သူကချက်ချင်းလေတံပြောင်းပြီးငါကအဆင့်30ကိုတက်တော့မှဆိုတော့အရင်ဆုံးကြင်ကြံဖို့ပြန်ရမယ်လို့အကြောင်းပြကအပြေးတစ်ပိုင်းလစ်ထွက်သွားပါတော့တယ်တစ်ဖက်မှာလည်းရန်တန်းဖုန်းဟာဂိုင်းထဲလျှောက်သွားနေရင်စီနီယာမလေးပိုင်နဲ့စီနီယာမုံတို့နဲ့ထိတ်တိုက်တွေ့ဆုံခဲ့ပါတယ်စီနီယာမလေးပိုင်ကရန်တန်းဖုန်းကိုကြည့်ပြီးပါရမီတွေဒီလောက်မြင့်မားတာတောင်အခုထိအဆင့်နှစ်ပဲရှိသေးတာနှမျောစရာပဲလို့မှတ်ချက်ပေးနေတော့မှာပဲစီနီယာမုံရဲ့နောက်လိုက်ကရန်တန်းဖုန်းရှိမှထိုင်နေတဲ့လူငယ်လေးစီကိုရောက်လာပြီးဂျူနီယာစီနီယာမုံအတွက်နေရာဖယ်ပေးပါဦးဒီမှာကြောက်စိမ့်30တုံးဒါကိုယူပြီးထွက်သွားလိုက်တော့စီနီယာမုံကမင်းနဲ့လာစကားပြောတာမင်းအတွက်ကံကောင်းခြင်းပဲဆိုပြီးမောင်မောင်မာနဲ့နေရာဖယ်ခိုင်းပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့ရန်တန်းဖုန်းကတော့ဒေါသထွက်မဲ့စားအင်းကောင်းနဲ့အရန်ကောင်းနဲ့ငါတက်တူတွင်ပြန်သွားဖို့အကြောင်းပြချက်ကောင်းကောင်းရပြန်ပြီဆိုပြီးဝမ်းသာအားရရေးရွတ်လိုက်ပါတယ်ဗျာအဲ့ဒီနောက်ရန်တန်းဖုန်းကဘာကိစ္စကြီးကြီးမားမားတော့မဟုတ်ပါဘူးစီနီယာကတခြားသူကိုအဓမ္မနှိပ်စက်ပြီးနေရာလူနေတာကငါတို့ရဲ့မှန်ကန်တဲ့လမ်းစဉ်ကိုဖောက်ဖျက်နေတာပဲအဲ့ဒါကြောင့်စီနီယာမုတ်စီကနေသင်ခန်းစာအချို့ယူခြင်းလို့ပါလို့ပြန်ပြောလိုက်တဲ့အခါမှာတော့စီနီယာမုတ်ရဲ့နောက်လိုက်ကဂျူနီယာကိုဒုက္ခမရှာပါနဲ့စီနီယာမုတ်ကသဘောထားကြီးလို့ဘာမှမဖြစ်ခဲ့တယ်လို့ထားပေးနိုင်ပါတယ်ဆိုပြီးတတိပေးတာမြင်လိုက်ပါတယ်ရန်တန်းဖုန်းကတော့သူ့ရဲ့တထုတွင်းပြန်တူးခြင်းနဲ့ရီမန်းချက်အတွက်စီနီယာမုတ်ကိုတိုက်ဆိုင်လိုက်တာခုနကတင်အကြီးအကဲစီကနေတရားတော်တွေနာယူရင်းတစ်ခုခုကိုနားလည်သွားလို့စီနီယာမုတ်အနေနဲ့ကျွန်တော်ကိုလမ်းညွှန်ပြသပေးပါဦးဆိုပြီးလှပတဲ့စကားလုံးတွေနဲ့စိန်ခေါ်လိုက်ပါတော့တယ်ဗျာစီနီယာမုတ်ကလည်းမင်းလိုအဆင့်မျိုးကငါ့ကိုစိန်ခေါ်ရဲတယ်ပေါ့လေဆိုပြီးကောင်းပြီငါမင်းနဲ့ရှင်တိုင်ပေးမယ်လို့သဘောတူလိုက်တဲ့အခါပွဲကတော့တကယ်ကိုအကျိတ်နဲ့ဖြစ်သွားပါပြီစီနီယာမုတ်ဟာကြည်ကြံခြင်းအဆင့်30ရောက်နေသူပြီးငါရဲ့30ပုံတပုံစွမ်းပါတဲ့ဒီလန်ချက်ကိုခမရတားနိုင်မလားကြည်ကြသေးတာပေါ့ဆိုပြီးအပါတဲ့လန်ချက်နဲ့တိုက်ခိုက်လိုက်ပြီးမဲ့ရန်တန်းဖုန်းကတော့သူ့ရဲ့စမ်းကြယ်လာတဲ့မြင်ကွင်းနဲ့တန်ပဲ့ရဲ့ဟာကွက်တွေကိုအကုန်မြင်နေရတာပါဗျာမဟာလန်းစဉ်အခြေခံနည်းလမ်းခန္ဓာပွားခြင်းဆိုတဲ့တိုက်ကွက်ကိုသုံးလာတဲ့စီနီယာမုတ်ကိုရန်တန်းဖုန်းကစိတ်နဲ့ဓာတ်ကိုထိန်းချုပ်မယ်ဆိုတဲ့သူ့ရဲ့ပင်တိုင်တိုင်းကွက်နဲ့အကုန်သုံးပြီးပြန်လဲတုတ်ပြန်လိုက်ရမှာတော့တကိုင်းလုံးမင်းသက်သွားရလောက်အောင်စီနီယာမုတ်ဟာရှုံးနေသွားရုံတင်မကပဲကြင်ကြံခြင်းအဆင့်ပါတဆင့်ရောကျသွားခဲ့ရပါတယ်ဗျာဒီအချိန်မှာပဲထုံးစံအတိုင်းဂိုင်းဆောင်တွေရောက်လာပြီးဘသူကငါတို့ရွှန်ဟန်ကိုင်းမှာထပ်ပြီးပြဿနာရှာနေပြန်တာလဲလို့အော်ဟစ်စစ်ဆေးတဲ့အခါရန်တန်းဖုန်းကပြုံးဖြဲဖြဲနဲ့စီနီယာကျွန်တော်အရင်စက်တိုက်တာပါမယုံရင်လူတိုင်းကိုမေးကြည့်လို့ရပါတယ်ဆိုပြီးပြစ်ဒဏ်ရဖို့အတင်းကိုဝန်ခံပါတော့တယ်။ဂိုင်းဆောင်တွေကလည်းဒီကောင်လေးကတော့တကယ်လူရှုပ်ပဲဆိုပြီးတထုတွင်းမှာလေးလာသွားပြီးအလုတ်လုတ်စီလို့အမိန့်ချလိုက်တဲ့အခါမှာတော့ရန်တန်းဖုန်းတယောက်ဟာတထုတွင်းရေငါလာပြီးဟစ်ဆိုပြီးပျော်ပျော်ကြီးကခုန်နေပါတော့တယ်ဗျာ။ဒါကိုကြည့်ပြီးဘေးကစီနီယာတယောက်ကရန်တန်းဖုန်းရဲ့စိတ်တက်ကိုလွဲမစွာထင်ကြီးသွားပြီးစီနီယာလည်းကျွန်တော်ထင်တာတော့ဒီဂျူနီယာကစိတ်ရင်းရှိတဲ့သူမျိုးတလားလောက်ရှော့ပေးရင်မကောင်းဘူးလားလို့ကြားဝင်ညှိနှိုင်းပေးတဲ့အခါရန်တန်းဖုန်းကများလန့်ဖြန့်သွားပြီ။ဘာရီလာနောက်နေတာလဲငါအပင်ပန်းခံပြီးဒီကိုရောက်အောင်လာခဲ့တာကိုတလားရှော့ပေးလိုက်ရင်ဘယ်ဖြစ်မလဲလို့ပြန်អော်လိုက်လို့အားလုံးကကြောက်တောင်ဖြစ်သွားကြရရှာပါတယ်။အဆောင်အရာရှိကလည်းတကယ်ကိုခေါင်းမာတဲ့ကောင်းပဲပြစ်ဒဏ်ကိုပဲတေချာခံယူလိုက်ပါလို့ဆိုပြီးတထုတွင်းကိုပို့လိုက်ပါတယ်။ရန်တန်းဖုန်းတယောက်တထုတွင်းကိုပျော်ပျော်ကြီးပြန်ရောက်လာပြီးမဲ့သူ့ရဲ့အစွမ်းထက်လာတဲ့နက်ပေါက်ပြားတစ်ကြီးနဲ့တစ်ချက်တူးလိုက်တဲ့အချိန်ကပြင်းထန်လွန်းတာကြောင့်တထုတွင်းကြီးပြိုကျမလို့ဖြစ်သွားခဲ့ရပါတယ်ဗျာ။အမြန်ပြေးကြတထုတွင်းပြိုတော့မယ်ဆိုတဲ့အော်ဟစ်တန်တွေနဲ့အတူလူတွေအကုန်လက်ဖြန့်သွားကြတာပေါ့都是要塌了吗？快跑啊！矿都要塌了！ဒါကိုကြည့်ပြီးတာဝန်ရှိသူကလည်းမင်းကတော့ဘာလို့မအောင်မြင်ဘူးတထုတွင်တူးတာတောင်ပြိုအောင်လုပ်နိုင်တယ်ပေါ့ဆိုပြီးစိတ်ပြက်လက်ပြက်နဲ့စူပူပါတော့တယ်ရန်တန်းဖုန်းရဲ့အလွဲတွေကလည်းတကယ်ကိုအဆုံးမရှိပါဘူးဗျာအရင်ကဟင်းသီးဟင်းရွက်ဆိုင်တော့လဲဝက်တွေလာစားလို့ပျက်စီးခဲ့ဘူးတာကိုအဲ့ဒီဝက်တွေကမင်းကိုဘာလို့လာမစားသွားတာလဲလို့အမေးခံရတဲ့အခါကျွန်တော်ကစားလို့မကောင်းတဲ့ဟင်းရွက်ဖြစ်နေလို့နေမှာပါဆိုပြီးခက်တီတီနဲ့ပြန်ဖြေလိုက်ပါသေးတယ်အဆောင်အရာရှိကတော့မင်းမှာပြစ်ဒဏ်ခံဖို့3လကျော်ကြံသေးတဲ့အချိန်ပြည့်မှထွက်သွားလို့ရမယ်လို့ပြောပြီးတထုတွင်အစားစပားဆိုင်ဖို့ပြစ်ဒဏ်အသစ်ပြောင်းပေးလိုက်ပါတော့တယ်ဟင်းရွက်ဆိုင်တာမအောင်မြင်ရင်စပားသွားဆိုင်တော့ဆိုပြီးစပားမျိုးစိအိတ်နဲ့စိုက်ပျိုးနေစာအုပ်ကိုပေးလိုက်တဲ့အခါရန်တန်းဖုန်းကတော့သူ့ကိုယ်သူကျွန်တော်ဒီကိုမရောက်ခင်ကတည်းကလက်သမားကြီးပြတာကတော့အပြော့ပါပဲလူကျင်းဝါပြီးလေကွင်းထဲဆင်းသွားပါတော့တယ်ချိန်တွေကုန်လွန်သွားပြီးစပားရိတ်သိမ်းချိန်ရောက်တဲ့အခါမှာတော့တကိုင်းလုံးမင်းသက်သွားရမယ့်အဖြစ်ပြက်ကြီးဖြစ်လာပါပြီ။တခြားသူတွေကစပား8တင်း10နှစ်တင်းစသဖြင့်ရုန်းကန်နေရချိန်မှာရန်တန်းဖုန်းရဲ့အလှည့်ရောက်တော့ဒါဘလို့ဖြစ်နိုင်မှာလဲ။ငါသူ့ကိုပေးတဲ့လေကွင်းကအများဆုံးမှတင်း20ပဲထွက်နိုင်တာကိုဘလို့လုတ်တင်း100တောင်ရနေတာလဲ။ဆိုပြီးစစ်ဆေးတဲ့သူတွေအကုန်မျက်လုံးပြုတ်ကုန်ကြတာပေါ့ဗျာ။ဒါမှမဟုတ်ဒီချိန်ခွင်ပြက်နေတာလား။အဲ့ဒီမြေရိုင်းကနေဒီလောက်များကြီးထွက်ဖို့ဆိုတာကြောက်ခဲတွေရောထားလို့ပဲဖြစ်ရမယ်လို့တောင်တန်တရားဝင်ကုန်ကြတဲ့အထိရန်တန်းဖုန်းရဲ့စပားရိတ်သိမ်းမှုကစံချိန်တင်သွားခဲ့ပါတယ်။လော်ရှီချိုင်ဝမ်ရဲ့စပားသိမ်းပွဲမှာတော့ရန်တန်းဖုန်းတယောက်ထုံးစံအတိုင်းပြဿနာကြီးကြီးနဲ့ထိတ်တိုက်တွေ့ပြန်ပါပြီဗျာစပားတင်တရားထွက်ရှိအောင်စွမ်းဆောင်နိုင်ခဲ့ပေမဲ့မန်နေဂျာမှာကတော့ရန်တန်းဖုန်းရဲ့မျိုးစေ့ချန်ချင်းတဲ့ဆန္ဒကိုပယ်ချပြီးကိုဘာသာတင်ထားလို့မရဘူးဆိုကတင်းမာတားမြစ်လိုက်တဲ့အတွက်ရန်တန်းဖုန်းရဲ့ဒေါ်သမီးကိုတွားဆွလိုက်တယ်လို့ဖြစ်သွားပါတော့တယ်ရန်တန်းဖုန်းကလည်းဒီမန်နေဂျာကတပည့်ကိုနှိပ်စက်ပြီးကိုကျိုးရှာနေတာကငါတို့ရဲ့မှန်ကန်တဲ့လမ်းစဉ်ကိုဖောက်ဖျက်နေတာပဲဆိုပြီးမန်နေဂျာမှာကိုလူမြင်ကွင်းမှာတင်ရဲရဲဝံ့ဝံ့စိန်ခေါ်လိုက်တဲ့ခါမှာတော့ဘေးကလူတွေအကုန်တူယူသွားပြီလားဆိုပြီးအားတင်ကုန်ကြတာပေါ့ဗျာဒါပေမဲ့ရန်တန်းဖုန်းရဲ့သတင်းကြီးမှုကိုသိထားတဲ့တပည့်အချို့ကတော့ဒီစီနီယာရန်ကမတရားတာကိုမကြည့်နိုင်လို့ပြစ်ဒဏ်ခံနေရတာတဲ့သတင်းကအမှန်ပဲကိုဆိုပြီးအထင်ကြီးလေးစားသွားကြပါတော့တယ်မန်နေဂျာမှာကတော့ရွှေအောင်မြူတီအဆင့်ပိုင်ရှင်ပြီးအထင်သေးစွာနဲ့ကြင်ကြံခြင်းအဆင့်9 4နဲ့5ကိုစိန်ခေါ်ရဲတယ်ပေါ့ဆိုပြီးအစွမ်းပြဖို့ပြင်လိုက်ပါတယ်ရန်တန်းဖုန်းကလည်းစိတ်နဲ့ဓာတ်ကိုထိန်းချုပ်ပြီးခုတ်ဆန်းဆိုကသူ့ရဲ့အစွမ်းထက်လာတဲ့နက်ပေါက်ပြားကြီးနဲ့အစွမ်းကုန်တုတ်ပြန်ခဲ့ပေမဲ့ရွှေအောင်မြူတီအဆင့်ရဲ့ဖိအားကတော့တကယ်ကိုပြင်းထန်လွန်းလာပါတယ်ဗျာ
မန်နေဂျာမာကဒေါသတာကြီးနဲ့မင်းမနှက်ဖြန်နေထွက်တာကိုမြင်ရတော့မှမဟုတ်ဘူးလိုကျင်းဝါပြီးတိုက်ခိုက်မဲ့အချိန်မှာပဲကံကောင်းကျင်တော့ရန်တန်းဖုန်းရဲ့ဆရာဖြစ်သူတောင်ကုန်းသခင်ရဲ့ရောက်ရှိလာပါတော့တယ်ဘသူကငါတပည့်ကိုလက်ဖြားနဲ့တိုးရဲတာလဲဆိုတဲ့မိုးကျိုးပမာဟိန်းဟောက်တန်ကြီးနဲ့အတူတောင်ကုန်းသခင်ရဲ့ဟာမန်နေဂျာမာကိုခမားကို3လပိတ်လောင်ထားမယ်မန်နေဂျာယာရုကနေလည်းယာယီထုတ်ပယ်လိုက်မယ်ဆိုပြီးပြင်းထန်တဲ့အမိန့်ချမှတ်လိုက်ပါတယ်မန်နေဂျာမာကတော့တောင်ကုန်းသခင်ရဲ့ကိုဂိုင်းချုပ်နဲ့ချင်းချောက်ပြီးအကျိတ်အနေပြန်လည်မှုစူးစမ်းခဲ့ပေမဲ့တောင်ကုန်းသခင်ရဲ့ပြတ်သားတဲ့စကားတခွန်းအောက်မှာတော့မှန်မရှိပါဘူးဆိုပြီးဒူးထောက်သွားရရှာပါတယ်ဗျာဒါပေမဲ့တောင်ကုန်းသခင်ရဲကလည်းညတာတဲ့သူပြီးမိမိတပည့်ဖြစ်သူရန်တန်းဖုန်းကိုလည်းလူကြီးမိဘကိုမလေးမစားလုပ်မှုနဲ့လော်ရှိချိုင်ဝမ်းမှာနောက်ထပ်တစ်နေ့ပြစ်ဒဏ်ထပ်ပေးလိုက်ပါတော့တယ်ရန်တန်းဖုန်းကတော့တပ်ထုတွင်းထက်စပါးဆိုင်တာကပိုအဆင့်တက်မှန်တိထားတာကြောင့်ဆရာသခင်တပည့်မှာကန့်ကွက်ဆရာမရှိပါဘူးဆိုပြီးပျော်ပျော်ကြီးလက်ခံလိုက်တာပေါ့ဗျာဆရာဖြစ်သူကလည်းငါတို့ကပြဿနာအရင်မရှာဘူးဒါပေမဲ့ပြဿနာလာရှာရင်လည်းကြောက်နေစရာမလိုဘူးလို့ရွှေတွဲစကားမှကြားပြီးပြန်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့လော်ရှိချိုင်ဝမ်းရဲ့မန်နေဂျာတစ်အကြီးအကဲထောင်ရောက်လာပြီးရန်တန်းဖုန်းကိုတောင်ကုန်းသခင်ရဲ့တပည့်ပြီးခန့်ညာတည်ငြိမ်တယ်လို့ချီကျူးကအေးအေးဆေးဆေးစပါးဆိုင်ဖို့ခွင့်ပြုပေးလိုက်ပါတော့တယ်တစ်ဖက်မှာလည်းရန်တန်းဖုန်းကိုကလဲစားချေဖို့ကြံစီနေတဲ့ချမ်မုံဟာကြင်ကြံချင်းအဆင့်6ကိုရောက်သွားပြီးငါချမ်မုံကလည်းပါရမီရှင်ပဲကိုဆိုပြီးဘဝင်မြင့်ကသူ့အကူချန်ရှောင်းကိုခေါ်ပြီးရန်တန်းဖုန်းရှိရာလေကွင်းစီကိုရောက်လာပြန်ပါတယ်ဗျာဂျူနီယာချန်ရှောင်းကစီနီယာစီလမ်းညွှန်မှုလာတောင်းတာပါဆိုတဲ့စကားနဲ့အတူရန်တန်းဖုန်းကိုပညာဆန်းဖို့လှုပ်လာတဲ့အခါမှာတော့ရန်တန်းဖုန်းကတော့ဒါကိုကြည့်ပြီးဒါကငါ့ကိုစုလက်တွေလာပေးပြန်လာလားဆိုပြီးပြုံးစီစီနဲ့ကြိုးဆိုနေတာပေါ့